မိမိကင်တဲ့ကွန်ပျူတာကလေးလံထိုင်းမိုင်းနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ညစ်ပင်ပန်းရတယ်အဲ့ဒီတော့မိမိကင်တဲ့ကွန်ပျူတာကိုအတစ်တလုံးလေးပါပြန်လဲလန်းဆန်းပေါ်ပါတွက်လက်တော့အောင်ပြုလုပ်တဲ့နည်းလမ်းလေးတွေကိုဒီဗီဒီယိုမှာမျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ run ပေါက်လေးကိုခေါ်လိုက်မယ် keyboard ကနေ window နဲ့ R နဲ့ကိုတွဲနှိပ်ပြီး run ပေါက်လေးကိုခေါ်လိုက်မယ်အဲ့ဒီမှာ recent အနေနဲ့ RECENT recent ဆိုတဲ့စာသားလေး RECENT ဆိုတဲ့ဟာလေးကိုရိုက်ထည့်လိုက်မယ်ပြီးတော့ OK ပေးလိုက်မယ်နော် keyboard ကနေ enter ကိုနှိပ်လိုက်ရင်လည်းရပါတယ်အဲ့ဒါဆိုရင်ဒီမှာကြာလာပြီ recent ပိုင်းနေပေါ့နော်ကျွန်တော်အများကြီးပဲအဲ့ဒါတွေကိုကျွန်တော် keyboard ကနေ control A လေးနဲ့ select all ပေးလိုက်မယ်ပြီးတော့ keyboard ကနေပဲ shift delete လေးနဲ့နှိပ်လိုက်ဖြတ်လိုက်မယ်အဲ့ဆိုရင်ပြတ်သွားပြီပေါ့နော် okay နောက်တစ်ခုကကျွန်တော်တို့ TMP တက်ဒီမှာ TMP တက်ဆိုပြီးတော့ရိုက်ထည့်ရမယ်เนาะအဲ့ဒါပြီးရင် OK ပေးမယ်ဒီမှာ temporary file နေပေါ့เนาะသူရဲ့ temporary file ကိုလည်းဒါကို control A နဲ့ select ပေးလိုက်မယ်ကျွန်တော်တို့ keyboard ကနေ control A နဲ့ select ပေးမယ်ပြီးတော့ keyboard ကနေပဲ shift delete လေးနဲ့ဖြတ်ချလိုက်ဖြတ်မှာလားဆိုတော့ဒီမှာပြီးပိုင်ဖြတ်မှာလားလို့မေးတာပေါ့နော်အဲဆို yes ပေါ့continue ကိုနှိပ်ရမယ်ဟုတ်ပြီဒီလိုမျိုးပေါ်နေတော့ကျွန်တော်တို့ကဒါတွေကတော့ဖြတ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ရှိလောလောဆယ်မှာလည်းအသုံးပြုနေသေးတယ်ဆိုပြီးတော့သူပြောတာပေါ့နော်အဲဒီတော့ skip နှိပ်ပြရမယ်ပြီးတော့ပေးလိုက်နောက်ထပ်ကျွန်တော် keyboard ကနေ window R လေးကိုပဲနှိပ်လိုက်မယ် run ပေါက်လေးခေါ်လိုက်မယ်ပေါ့နော်အဲ့မှာ run ပေါက်လေးကြာလာပြီ run ပေါက်လေးကြာလာပြီဆိုရင် percent နဲ့ sign လေးနှိပ်မယ်ပြီးတော့တန့်ပေါ့နော်ပြီးတော့ percent နဲ့ပြန်ပေးမယ် OK ပေးမယ်ပေါ့နော်ဒီမှာအများကြီးဗျာအဲ့ဒါကိုတစ်ခုပေါ်မှာကလစ်မယ် keyboard ကနေ control A လေးနှိပ်ပြီးတော့ select all ပေးလိုက်မယ်ပြီးတော့ keyboard ကနေပဲကျွန်တော်တို့ shift delete နဲ့ဖြတ်လိုက်မယ်ဖြတ်မှာလားလို့သူကမေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဖြတ်မှာပေါ့နော် yesဒီမှာခဏစောင့်ရမယ်သူကလည်းဒီလိုလေးပေါ်လာရင်เนาะအဲ့တော့ skip ကိုပဲနှိပ်ပေးရမယ်လက်ရှိကိုယ့်ကွန်ပျူတာမှာလက်ရှိအသုံးပြုနေတဲ့ဆိုတဲ့ file တွေကတော့ဖြတ်လို့မရသေးဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့၃ခုရှင်းပြီးသွားပြီเนาะနောက်ထပ်တစ်ခု run ပေါင်းနဲ့ပဲထပ်ခေါ်မယ် window R PREFETCH refresh ဆိုပြီးတော့ရိုက်ထည့်မယ် PREFETCH เนาะနောက်ပြီးတော့ OK ပေးမယ်ဗျာဒါလိုမျိုးလေးပေါ်လာရင် continue ကိုနှိပ်ရမယ်ဒီမှာ prefab file တွေကလည်းအများကြီးပဲเนาะကျွန်တော်တို့ control A နဲ့ select ပေးမယ် shift delete နဲ့ဖြတ်မယ်ဖြတ်မှာလားဆိုတော့ဖြတ်မှာပေါ့ဒီဟာလေးတစ်ခုကတော့လောလောဆယ်အသုံးပြုနေသေးတယ်ဆိုပြီးတော့သူကဖြတ်မရဘူးပေါ့နော်skip ပေါ့ကျွန်တော်တို့လူတွေမှာလည်းကျွန်တော်တို့မလိုအပ်တဲ့အတိတ်တွေကိုမိပလိုက်မှာကျွန်တော်တို့ပြန်လဲလန်းဆန်းတက်ကြွသွားတယ်လို့ကွန်ပျူတာမှာလည်းကျွန်တော်တို့ကမလိုအပ်တော့တဲ့ memory တွေမှတ်ဉာဏ်တွေကိုဖြတ်ပြီးမှပြန်လဲလန်းဆန်းတက်ကြွသွားတာပေါ့နော်အဲ့လိုပါပဲကျွန်တော်တို့နောက်ထပ်အဆင့်နံပါတ်5
နီလန်းလေးကိုကျွန်တော်ပြောမယ် keyboard ကနေ run box ကိုခေါ်မယ် window အောင်နှိပ်ပြီးတော့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က clean and clean and gr ဒါတော့ clean manager လို့ပေါ့နော် clean manager ကိုခေါ်လိုက်တာပေါ့အဲ့မှာ clean and mgr ပေါ့အဲ့ပြီးတော့ ok ပေးမယ်ဗျာc ကိုရှင်းမှာဒီမှာကိုရှင်းမယ်ဒီမှာကျတော့ကိုရှင်းမယ် drive ကိုယူရမှာပေါ့ဒီကိုရှင်းမှာလား c ကိုရှင်းမှာလားကျွန်တော်တို့က c ကိုပဲရှင်းရမှာပေါ့เนาะအဓိကအဲ့တော့ c ok ပြီးမယ်ဒီမှာတော့ကျွန်တော်တို့နည်းနည်းစောင့်ရမယ်ပေါ့เนาะသူရှင်းလင်းဖို့အတွက်လုပ်နေတဲ့အချိန်မှာတွက်ချက်နေတဲ့အချိန်အဲ့လို့ဆိုရင်သူကဒီမှာ this clean up for c ပေါ့ဒီပေါက်လေးကြာလာပြီဆိုရင်ကျွန်တော်တို့ကဒီအမှန်ချက်လေးတွေလိုက်ပေးလိုက်ပေါ့ဗျာဖြစ်ချင်တဲ့ file ဒါအကုန်လုံးကိုပြရမှာပါပဲတော့ဒီမှာဆိုရင် recycle ပြမှာဘာမှမရှိတဲ့အတွက်0 byte ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ ok ကိုနှိပ်မယ်ဗျာ delete file ပေါ့နော်ဒီမှာ delete ကိုပြန်နှိပ်မယ်ဗျာ delete file ဆိုတာကိုနှိပ်အဲ့ဆိုရင်သူက C တဲ့ကကျွန်တော်တို့ file မလိုအပ်တဲ့เนาะ file တွေကိုရှင်းလင်းနေပြီအဲ့မှာကျွန်တော်တို့ခဏစောင့်အောင်ပေါ့เนาะကဲဒါဆိုရင်သူကရှင်းလင်းပြီးသွားပြီကဲနောက်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့ရှင်းအောင်မယ်ဗျာเนาะအဲ့တော့ keyboard ကနေပဲ window အားလေးနှိပ်ပြီးတော့ run box လေးခေါ်လိုက်မယ်အဲ့ဒီမှာဘာရိုက်ထည့်ရမလဲဆိုတော့ဒီဟာလေးပေါ့ com p mgm d dot msc ပေါ့နော် com pmgmd dot msc ဆိုတာလေးကိုရိုက်ထည့်လိုက်မယ်ပြီးတော့ ok လို့ပေးလိုက်မယ်ဗျာကဲဒါဆိုရင် computer management ပေါက်ကြလာပြီအဲဒီတော့ကျွန်တော်တို့ကအဲ့ဒီရပြီးတော့ဘယ်ကိုသွားမလဲဆိုတော့ဒီမှာ event viewer ပေါ့နော် event viewer ဆိုတာလေးကိုသူပေးရရှိတဲ့ဒီ down arrow လေးကိုနှိပ်ပြီးတော့ကျွန်တော်ကြည့်လိုက်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီ window lock ကျွန်တော်တို့ window lock တွေကိုရှင်းမှာဖြစ်တဲ့ window lock အခြားဟာတွေတော့ကျွန်တော်တို့လုပ်เสียမလို့เนาะဒီ window lock ဆိုရဲဘေးက arrow လေးကိုနှိပ်လိုက်เนาะ arrow လေးကိုနှိပ်လိုက်ရင်ဒီလိုလေးပေါ်လာမယ်အပေါ်ဆုံးမှာ application security setup system အပြီးတော့ forwarded event เนาะဒီဟာလေးကျွန်တော်တို့5ခုကိုရှင်းပေးရမယ်အဲ့ဒါကိုသူ့ပေါ်မှာ right click နှိပ်လိုက်မယ်ဒီအပေါ်ဆုံး application တွေကိုရင်ရှင်းမယ်เนาะအဲ့တော့သူ့ပေါ်မှာ right click နှိပ်ပြီးတော့ဒီမှာ clear log ဆိုတာလေးရှိတယ်အဲ့ဒီ clear log ဆိုတာလေးကိုနှိပ်လိုက်နည်းနည်းလေးတော့စောင့်ရတတ်တယ်ပေါ့နော်ဒီလိုပေါ်လာပြီဆိုရင်ဒီပေါ်က event viewer ဆိုတဲ့အမှာဒီမှာ clear ဆိုတာလေးကိုနှိပ်လိုက်မယ်နော် clear ပြတ်သွားပြီနော် clear ဆိုရင်နောက်ပြီးတော့ကျွန်တော် security ကိုလည်း right click နေမယ်ဒီမှာဆိုရင်သူ့ရဲ့lock တွေပေါ့နော် window lock တွေများဒီမှာ security clear lock ပြီးတော့ clear ရှင်းသွားပြီ setup ကိုလည်း right click နှိပ်မယ် clear lock ကို click မယ်ပြီးတော့ clear ကို click မယ်နော် clear system ကိုလည်း right click နှိပ်မယ် clear lock ကိုနှိပ်မယ်ပြီးတော့ clear forwarded event right click clear lock clear okay ဒါမျိုးလေးဆိုရင်တော့ကျွန်တော်တို့ window lock တွေကိုရှင်းတာပြီးသွားပြီပေါ့နော်အဲ့တော့ပိတ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ computer လေးကတစ်တလုံးနီးပါလက်ဆက်ပေါ်ပါတော့လက်သွားပြီပေါ့နော်ကျွန်တော်တို့နောက်တစ်ခုကကျွန်တော်
window R ကို run power လေးကိုပြန်ခေါ်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ဘာရိုက်ထည့်မလဲဆိုတော့ WSRESET လို့ရိုက်ထည့်လိုက်မယ်နော် WSRESET သူကတော့ဒီကျွန်တော်တို့ Microsoft Store ကိုရှင်းလင်းတာပေါ့နော်ဒီလိုမျိုး Microsoft Store ကိုရှင်းလင်းရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ကဒီကျွန်တော်တို့က Wi-Fi နဲ့ချိတ်ပြီးတော့အသုံးပြုတဲ့အခါတွေမှာပြုလုပ်ထားတဲ့ download တွေပါတွေလုပ်ထားတဲ့ဟာတွေမလိုအပ်တဲ့ file တွေကြံနေခဲ့တာတွေကိုရှင်းလင်းတာဖြစ်တယ်ပေါ့နော်အဲ့ဒါလိုလေး run box ကနေသူကရိုက်ထည့်ပြီးတော့ရှင်းလင်းလိုက်ရုံနဲ့ဒါကတော့ရပြီပေါ့နော်ဘာမှလောက်ထပ်ပြီးတော့လုပ်နေကြမလို့ဒါဆိုရင်ဒီလိုမျိုးသူ့ရဲ့ interface လေးပေါ်လာပြီဆိုရင်အဆင်ပြေသွားပြီအဲ့တော့ပိတ်လိုက်မယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ကွန်ပျူတာလေးကအတိတ်တစ်လုံးနီးပါပြန်လဲလက်ဆက်တွက်လက်သွားပြီပေါ့ဗျာကဲအဆင်ပြေကြပါစေ